ရဲ့ကောင်ဒုံးနဲ့ရိုက်เสียမလို့ဘူးတားရဲ့သူကထွက်ပြေးထားတာကို့ကိုတိုက်ပြီးထွက်ပြေးထားတာဒီ9333လေဒါတိတ်နာအောင်သူ့ရဲ့ကားနံပါတ်ကအရမ်းမှတ်လို့လွယ်တာ3က3လုံး9333 DD ငါရဲ့တက္ကစီကာတောက်တိုက်ပြီးထွက်ပြေးထားတဲ့ကားအေးဘာလို့ရဲလေးတိုက်လို့ရဲတိုက်လို့ရတာပေါ့သူကတိုက်ပြီးထွက်ပြေးထားတဲ့လူတွေဘယ်ချိန်မဆိုသွားပြီးတော့ဖွင့်ပြီးတော့အမှုဖွင့်ပြီးတိုင်လို့ရတယ်လေကို့မှာဓာတ်ပုံလေးရိုက်ထားတယ်ကိုတိုက်ခံရတော့ကလည်းအိုးစာရှိတယ်စေးစာမှတ်တမ်းစာရွက်တွေလည်းရှိတယ်ဒါနဲ့ရမမဟုတ်ပါဘူးရိုက်တာဒါသူတို့ကွာကိုလုပ်ပြီးရိုက်တာလေစေးရုံကကို့ဘက်ကိုပါတာမှမဟုတ်တာစေးရုံကဟိုဥစားလက်လွတ်စပယ်လုပ်တာလေတောင်းတော့မှလက်လွတ်စပယ်လုပ်တာပဲတောင်းကိုဟို expiry ဖြစ်တဲ့စေးတွေပေးတာပဲမဟုတ်ဘူးလားရန်ကုန်ကလေးစေးရုံကြီးကမမီတို့ဆိုရင်အများနဲ့အဲ့လိုပဲလုပ်တာပဲစေးတွေဟိုကုံဆုံးရက်ကုံဆုံးရက်ကုံလွန်နေတဲ့ရက်တွေပေးတာပဲဒိတ်လွန်တွေပေးတာပဲရန်ကုန်ကလေးစေးရုံကြီးကမမီတို့ကမမီရဲ့သားရဲ့မတရားခံနေရတာဒါကတော့ကျင်းတွေပြောရတယ်အခုမတရားခံရတဲ့အပြင်ဗာလဲဆိုမတရားတဖြည်းဖြည်းနဲ့လူဖြောက်ခံရမှာလူအသက်ခံရမှာဘာဖြစ်လို့လဲဆိုတော့တားရဲ့မမီကိုအလုံးရှာလို့မရအောင်အကုန်ပိတ်ထားတယ်ကွာပိတ်ထားတော့သူတို့ပေးတာကျွေးရနဲ့စားရမယ်ဟုတ်လားမဟုတ်ဘူးလားဟုတ်တယ်သူတို့ပေးတာကျွေးရအောင်မပေးတော့ဘူးမကျွေးတော့ဘူးဆိုမမီတို့ကတေမှာလေဟုတ်လားမဟုတ်ဘူးလားအေးတတ်တာနဲ့တူတူပဲညင်းပြီးတော့ဖြည်းဖြည်းချင်းတတ်တာချက်ချင်းတက်လိုက်လို့ရှိရင်ပေါ်မှာဆိုလို့မတရားမှုပေါ်မှာဆိုလို့ညင်းပြီးတတ်တာထားကြည့်ပါကောင်းတယ်စားတာကောင်းပါဒီလေရောရင်းနေလေးမမီးတာကောင်းပါလို့ကောင်းတယ်ကောင်းတယ်နဲ့တူတာလားကောင်းတာလားထားကြည့်ရအားရစားကြည့်ဟိုမှာအဆက်ငရုတ်ပြီးသွားရုံလေမမီကအဲ့အမျိုးဆိုငရုတ်ပြီးနဲ့ပဲစားကျင်တာလေဒါပေါ့နေပေါ့ရင်စားခဲ့မယ်လေရုပ်ကြီးမောက်ခဲ့တာကြောင့်ရုပ်ကြီးမောက်ခဲ့တာငါလိုက်တာပပလာပါလေဟိုလေးဂျင်းလေးလောက်လိုက်ခွာလာတဲ့ဟာလေးကျုပ်တော်ကိုလောက်တယ်ဒါဒီမှာလေဒီမမီကျော်ကနေပြီးထုတ်ခဲ့တာအမ်ဆောလာနာနာလေလက်ပါလားကားလုံးကလေဘေးလို့ဟိုဟာကြည့်ရလေဘာလဲဆိုဘေးလို့စိတ်ထဲမှာမရဘူးအော်ဘယ်လိုလဲဒါဘလက်ခပ်ပါခိုင်းနေရမ်းများနေတယ်တားရဲ့ဒီနေ့မမီတို့ရဲ့ပန်းအိုးကိုလာတိုက်သွားတဲ့ကား VGO 11ကလေတကယ်ပြောတာနောက်တာမဟုတ်ဘူးတော်ရုံတိုင်ရုံကားသမားမကြည့်ပဲမတိုက်ပဲမနေဘူးဒါသိလားတော်ရုံတိုင်ရုံကားသမားအဲ့ပန်းအိုးရှိတာကိုသူတို့တွေ့တယ်မတွေ့တာမဟုတ်တမင်တက်တိုက်ချတာအဲ့ကားသမားဘာပါလဲအဲ့ကားနံပါတ်ဘာပါလဲမှတ်ထားတယ် 7i 8926 VGO 11ကဲဒါဆောင်းနေတော့ထားလိုက်တော့အိမ်ပေါ်တော့ဒီနော်ဆာမန်ဒီကလာတယ်
မှအပြင်မှာတွေ့ဘူးမတို့ပြောဒူးကြီးရှိတယ်ဒါပေမဲ့ဒီမှာတော့မတွေ့ဘူးလက်ကားဆိုင်နေလည်းမတွေ့ဘူးသူရှင်းလာတော့ဘူးလား ဘာလို့မတင်နိုင်လဲတားဖတ်ပြီးပြီဆိုတာမသိပါဘူးအောက်မှာထားရင်ဆိုစီနဲ့ဖြစ်နေမှာဆိုလို့လား fine fine တော့ fine စေချာပြောအင်္ဂလိပ်စကားကို fine အင်္ဂလိပ်မှာထိုင်မယ်အင်္ဂလိပ်မှာအိုက်တယ်ဒီချိန်မှာမုန်းရတော့ မမိုးစားနေမှာ စားနေရောစားနေပြီးအထက်ပြန်ဝင်မှာပေါ့လူတွေရဲ့ဟာကြီးကို ဟုတ်ကဲ့က surprise နော်နော်ထိုင်ထဲမှာ surprise ဟုတ်ကဲ့ You better go and do it, okay? ပြောပြီလား မနေ့ကရှိရလေတောက်ကြနေလေတောက်တယ်မတက်ချင်တယ်ဟုတ်လားဟဲ့မဟုတ်နှစ်ရက်ပိတ်မယ်ဆိုတာဘယ်တော့ပြောရလဲဆရာမပြောတာမပြောသေးဘူးလားနားတော့မမီးကြည့်ကြအောင်မယ်
တနေကတရုတ်ကကြည့်မှန်သူ့မျက်လုံးကစံချရမလားဒီနေ့ဝင်အောင်လုပ်ရမလား大家讲现在啥有的？这也一来，现在看到一来，一来然后就是一来这一来，这也一来的，一来的有过来就非常麻烦，有多的，喏，那你现在的一来。后面一天天来通知单。後面機械好，睇邊唔需要嚟咗你。
哎，哥，那我呢？你叫了吗？俺哈哩。ရှိလို့အဲ့လောက်ထိငါလာနဲ့တယ်လီဖုန်းပဲမှာလဲလို့မေးရမမတယ်လီဖုန်းသိမ်းထားလို့ဘာလို့ပြောအောင်နင်တို့ရဲ့တယ်လီဖုန်းထဲမှာဘာရှိလို့လူသိမခံကျင်တာ哎呦，哎呦，你阿妈路嘞，你那嘞，你那吧嘞，他那些脸面了，而且不会穿的地大大。我给铺上脸的，你那这个毛穿啥的哈？你那吧嘞，而且地吧穿的，这样会不好看。သူတို့ရခုနောက်ပိုင်းစားတင်းမဲစားရဲထမင်းချက်မစားတော့ဘူးသားဒါပေမဲ့အများနဲ့ထမင်းချက်စားတဲ့လူကလည်းအများနဲ့ထမင်းချက်စားရဲသူတို့ကမှားခတ်တယ်ဆိုတာမမီးကသူတို့ရဲ့အထာမသိနေတော့လေဒါမမီးကိုအဲ့ရဟိုဖုန်းစတန်လေးယူခဲ့ပြီဟုတ်လေအေးယူခဲ့ပြီလို့ဟိုပေါ်မှာအခုမဟုတ်ဘူးဗီဒီယိုပေါ်မှာတိတ်နှအောင်ခဏလေးတင်ထားလေမမီဒီမှာပြီးတော့အခုနောက်ပိုင်းလေအိမ်ကရွှေ့ကူကုန်းလေတိတာအပြည့်နေ့ကင်းဘတ်ဆို7နာရီဆိုထွက်သွားတာများတယ်ပြီးတနာရီလောက်မှပြန်ဝင်လာတယ်ဘာကိစ္စလဲတော့မပြောတတ်ဘူးမမီကကြောက်တယ်အမှန်တိုင်းပြောတာသူတို့ကမမီတို့ကိုချိန်ချောက်ထားတာအများကြီးရှိတယ်ငါတို့ကလူတယောက်ကိုတေးသေးခြင်းလဲလွယ်လေးလက်မှတ်လေးတစ်ချက်ပဲလိုတယ်အဲ့ဒီလက်မှတ်ကိုငါတို့ရအောင်လုပ်နိုင်တယ်ငါတို့ကလူတယောက်ကိုယူစေခြင်းလဲလွယ်လေးလက်မှတ်လေးတစ်ချက်ပဲလိုတယ်အဲ့ဒီလက်မှတ်ရအောင်သူတို့ကလုပ်ထားတယ်အမှန်တကယ်လေးမမီတို့ရဲ့လေ crime ကိုလေမမီပြောထားတဲ့ crime ပေါ့နော်
မိရင်ဖရင်အသက်85နှစ်အရွယ်သားသမီးရရှားနေတယ်မှန်ကို DNA စစ်ချလို့ရနေပြီအခုခေတ်မှာ DNA စစ်ချလိုက်လို့ရှိရင်အမှုမှာပေါ်နေပြီဘသူကအိမ်ပေါ်တက်နေရလဲသားသမီးအရင်ကအိမ်ပေါ်တက်နေရလားသားသမီးမဟုတ်တဲ့လူကအိမ်ပေါ်တက်နေရလားဒါမှမဟုတ်လို့ရှိရင်မိရင်ဖရင်ကပျောက်ဆုံးနေရလားဒါမှမဟုတ်မိရင်ဖရင်ရှိပြီးတော့သားသမီးကလိန်ညာပြောနေရလားအမျိုးမျိုးထွက်လာမှာ DNA စစ်ချလိုက်လို့ရှိရင် DNA စစ်ချလိုက်လို့ရှိရင်သူတို့မမီနဲ့တတပေါ်ဆက်ဆံတဲ့ပုံစံကလည်းတဲကွက်ပြတိသွားကွာတိလားသူတို့ကဒါကိုလို့အိမ်သားတယောက်အနေနဲ့မဆက်ဆံနိုင်တာလေမမီတို့ကသူတို့အိမ်သားတယောက်အနေနဲ့ဆက်ဆံထားရတယ်လေသူတို့ဖွာထားတဲ့ဟာကြီးအကုန်ရှင်းပေးတယ်သူတို့စိုးသမျှကိုတိုင်းကြီးခံတယ်အော်ကြီးဟစ်ကျဲလောက်တာတိုင်းကြီးခံတယ်နာမည်ဖြတ်ထားအကုန်တိုင်းကြီးခံထားလေဟုတ်လားမဟုတ်ဘူးလားတိတ်နော်ဟုတ်တယ်မလားတသားကိုဆိုလဲအမြဲတမ်းကြောက်နေအောင်တသားလာလို့ရှိရင်အော်ကြီးဟစ်ကျန်နဲ့အော်ပါလေရောမဟုတ်ဘူးလားအဲ့ဒါလေကိုရောက်မှထပြီးအော်တာကလေအဲ့ဒါအမှန်တိုင်းပြောမယ်ဆို mentally လေဒါပြောရမယ်ဆို insecure ဖြစ်အောင်လုပ်တာ abuse လုပ်တာပဲတိလားသားကလေးနဲ့တူအောင်မဆက်ဆံဘူး I have someone to do the juice. ရရလေသားရဲ့သားတောင်းနိုင်ပြီးတာပဲကျောင်းဆရာမကြီးဆိုရင်ဒီနေ့ဆိုရင်လေသားလေးနောက်ကြဘာဖြစ်နောက်ကြရလဲဆိုပြီးအော်ကြီးဟစ်ကြံနဲ့မမီတို့ကိုကြည့်ပြီးမေးတယ်လေဟုတ်တယ်မှန်လားဟုတ်လားမဟုတ်ဘူးလားဒါခွဲခြားဆက်ဆံတယ်လို့ခေါ်တယ်လေမသိနေအောင်မဟုတ်ဘူးလူတွေကသိနေရတာနဲ့တမင်တက်လှုပ်လို့ရတယ်ဆိုပြီးခေါင်းခံနေလို့ထက်ကလှုပ်နေလှုပ်ပြီးတော့အခုပိုဆိုးတာဘဝပါဖြတ်ပလိုက်တာနင်ဒီလိုနေရတော့မှငါတို့ပြန်ပြောရဲတတိရှိသေးရဲ့ဆိုပြီးတော့ဘဝဖြတ်ထားသေးတာငါငယ်မလေးကလည်းအမြဲတမ်းအိမ်မက်ပေးတယ်စိတ်ညစ်တယ်ဘာဖြစ်လို့လဲမသိဘူးအငယ်မလေးကမတရားတေဆုံးသွားလို့လားမသိဘူးမတရားတစ်ဖြင့်အသက်ခံရလို့လားတေဆုံးလို့လားအိမ်မခဏပေးတယ်ပပမမလို့ကတော့အိမ်မက်မပေးဘူးအခုနောက်ပိုင်းလာမပေးဘူးလေအန်ကောအမလို့ကပပမမလို့ကလုံးအိုးစာပထမစားလာခြင်းပဲနှစ်ခါလာတယ်လေအိမ်မက်မမီတားကိုပြောရမလားအန်ကောကအိမ်မက်နှစ်ခါမှတ်တယ်အမကိုအိမ်မက်နှစ်ခါမှတ်တယ်လို့မမီပြောရတယ်လေအမကြီး3ခါမှတ်တာအမမမီကအမနဲ့ပတ်သက်ပြီးတော့မမှတ်မိဘူးအိမ်မက်ကနိုးလာမမှတ်မိဘူးမှတ်တာပဲတီးလိုက်တယ်ပြောတာတီးတာပြန်ပြီး record ခေါ်လို့မရအောင်အဲ့အိမ်မက်ကဘလို့လဲဆိုတာဒီအမမီနိုးလာရင်တီးလိုက်တယ်ဒါမမနဲ့ပတ်သက်ပြီးတော့မမနဲ့မှတ်တာမမအိမ်မက်ဆိုမှတ်တာလို့ပဲမမီမှတ်မိတယ်ဒါပေမဲ့ဘလို့ပုံစံနဲ့ဆိုအန်ကုန်းကလုံးဝကွဲပြားကိုမှတ်မိတာအန်ကုန်းကိုဗဇက်ကြီးကိုပိတ်ထားတယ်အထဲမှာပိတ်ဆိုင်လုံးကြီးဆို့ထားတယ်ပြီးတော့သူ့အဲ့ပတ်စံလုံးကြီးထွက်လာမှဆိုလို့ဘေးကိုပါတယ်ဆိုကျိုးတွေနဲ့ပတ်ထားတယ်အဲ့ကျိုးအဲ့ခြိထားဗဇက်ကိုကြည်ထားတဲ့ကျိုးကိုလက်ကိုလည်းနောက်ပြန်ကျိုးတုပ်ထားတယ်ခြေထောက်ကိုလည်းနောက်ပြန်ကျိုးတုပ်ထားတယ်အဲ့ဟာအတိုင်းသွေးအိုင်လေးထဲမှာလဲပြီးတည်နေတာအန်ကုန်းကအဲ့အိမ်မတ်တာမမီကလုံးဝအဲ့ဒါကူပြအခုထက်ကြည့်မှတ်မိနေတော့အိမ်မတ်တာပြီးတော့နင့်အီလေးကိုမတ်တာလေလုံးဝမှတ်မိနေတော့ပြီးတော့တသားနဲ့ပတ်သက်ပြီးတော့လည်းမှတ်မိတယ်တသားနဲ့ပတ်သက်ပြီးတော့လည်းမမီမှတ်မိနေတော့အမ record ခေါ်လို့မရဘူးအမကြတော့အိမ်မက်ဆိုမှတ်တာပဲတည်တယ်ဒါပေမဲ့နိုးလာတဲ့အချိန်မှာဘာမှတ်ဝါလဲဆိုတာမမီမမှတ်မိနေဘူးအဲ့ဒါကြီးကတော့ထူးထူးခြားခြားကြီးဒါမှမဟုတ်အမရှိသေးတာလား
မမအစ်စ်ရှိသေးတာလားနိအီလေးအောင်ခဏခဏမှတ်တာခဏခဏကဲပေးပါဖြစ် အဲ့ပုံတစ်ခုစားတာကွာအဲ့ဒါလည်းလာပြင်းလာတယ်မန်ကျရဘေးကပူတော့ချင် ဟုတ်တယ်မမီတိရတာထမင်းမစားကြုံလို့ပြောတာ ဘာမှမစား ဒါမှမကောင်း ဘူး ဘူး တော့ တာ ရင်များပါလေ မနိုင်ပြောမယ်ဆိုတာထမင်းတော့အများကြီးစားထားမှာလားဟမ်ဟုတ်တယ်မလားမနက်တော့ကလည်းအများကြီးစားရတယ်မနက်တော့မသွားခဲ့အတင်းကျွေးတာလေမစားချင်နဲ့ငုံမဲနဲ့ အားကြောင့်ကြောင်း ကြောင်း တော့ တော့ကြာပြောမယ်အမေကိုပြတ်တယ် breakfast is the least important breakfast is the most important least အများတမ်းမှထား breakfast လူတယောက်တဲ့ breakfast ကအရန်အရေးကြီးတယ် breakfast ကို eat like a king okay lunch က eat like a prince dinner time eat like a beggars okay တတောင်းသားလို့စားမစားလိုက်ရတယ် oh my အဲ့မှာကျမရေးနေညီတာ no breakfast eat like a beggar lunch eat like a king အမှန်တကယ်စားချင်တာကော eat like a မမီလေးသိလားမမီလေး breakfast ကိုဘယ်မှာစားချင်လဲသိလားဖုန်းကြီးเจ้าကလေအဲ့အာယုံစုံကိုရမ်းသိစားချင်တာဖုန်းကြီးเจ้าမှာအာယုံစုံကလေ special အရှံပဲစားရတာ ဘာအာယုံစုံ ဖုန်းတွေကသမီးကနှစ်ပဲစားရတာတိတာအဲ့ဒါ သိရ ဖုန်းတွေကဗာလဲဆိုနေ့က12နာရီကျော်သွားလို့ရှိရင်နောက်နေ့မနက်အာယုံဆိုတာနေထွက်လာပြီးတော့မှသူကထရင်းစားတာနေမထွက်ခင်မစားဘူးအဲကြောင့်မလို့သူကနေ့က12နာရီညဘက်12နာရီဒီ12နာရီအပြင်1နာရီ2နာရီ3နာရီ4နာရီဆိုရတော့16နာရီသူကဆမင်းမစားဘူးအဲ့ဒီကြားထဲမှာသူတို့ကအရေးတောက်တယ်ဒီလိုအရေးတွေတောက်လို့ရရေတောက်လို့ရတယ်သူကလို့ရှိရင်အေးတောက်လို့ရတယ်အကုတ်တောက်လို့ရရေနဲ့ပတ်သက်ပြီးတော့သူက တော့ အရက်တော့တောက်လို့မရဘူးလေအရက်က9ပါးတိတာထဲမှာပါတယ်လေသူတို့ကဟိုစာဖုံဖုံတော့10ပါးတိတာလား တရားပါတိလား တိတာရှင်က10ပါးတိတာလားမသိဘူး 1 million ဖုံဖုံတော့10ပါးတိတာကျင့်ရတာလေ 1ကဈေးရန်ပါတိလား ပြီးဒီတိုင်းရိုးပုရုစင်လူသားတောင်မှပြည်သူလူထုတောင်မှ9ပါးတိတာလုံရတယ်လေတချို့လူရအောင်မလုံဘူးပေါ့အရက်တောက်တယ်ပြီးသွားလို့ရှိရင်လောင်းကစားလုပ်တယ် တချို့ဆိုရင်လည်းစီကရက်တော့ မမီတို့ဆိုရင်9ပါးတိတာမလုံဘူးလေစက်သားလဲစားရလေအသားစားရလေ ဟာတိလားအသားစား သူတပါးအသက်ကိုမတတ်ချင်လေ အာ မူတော်ဝါဒမပြောချင်းလေသူတပါးအသက်ကိုမတတ်ချင်းလေအရက်သေးစာမတောက်ချချင်းလေပြီးသွားလို့ရှိရင်အိုးစာသူတပါးတာမယားကိုမပြစ်မှားချင်းလေ တောင်းရအောင် တာမယားဆိုအိုးသူများမင်္ဂလာဆောင်တိုင်းဟာဟိုကောင်လေးချောလိုက်တာဒီဟာလေးချောလိုက်တာဥပမာဟိုမမီဟိုစာဟိုဗာလေပိုက်တကူဟာချောလိုက်တာဆိုပြီးသွားလို့ပိုက်တကူမှာမိမရှိရလေအဲ့လိုမျိုးမပြစ်မှားရဘူးလို့ပြောတာသူတပါးတာမယားကိုမဖြတ်စီရအောင်မပြစ်မှားရဘူး ဒါဘူးလေးလေးလား နောက်တစ်ခုကပါလေမူတော်ဝါဒမပြောရဘူးအရက်သေးတာမတောက်စားရဘူးသူတပါးသားများကိုမပြစ်မှားရဘူးပြီးရင်သူများအသက်မတက်ရဘူးပြီးသွားလို့ရှိရင်နောက်တစ်ခုကပါသူရမီလည်းရတာ မလေးရပါလေ မလိမ္မာမူတော်ဝါဒလေ ရတော့ဘူး ငါးပါးသီတာတော့မတပါးပြောင်းနေနေမေ ဘာပြောင်းနေလို့ဟုတ်လားဘာပြောင်းနေလို့ ဒီနေ့ဆီယမကြီးကစပယ်ရှယ်မေးမမီးကပြောလိုက်တယ်ကြောက်ကြောက်လို့ပြောလိုက်တယ်နောက်နေ့ဆိုရင်လည်းပြန်ခေါ်သွားတော့တဲ့ကလေးတွေတဲ့ဆီယမကြီးကလည်းတကယ်ဟာပဲတော့သေးတယ် तू ကကိုယ့်ကိုမဲပြီးစုကျင်တာဒါပေမဲ့သူများเจ้าသူเจ้าသားတွေအများကြီးရှိနေတော့အခါမဲပြီးစုလို့မရဘူးဖြစ်သွားတာ ပြည့်ပါလေဆိုပြန်လဲလို့ ပြန်လည်းပဲလှုပ်လို့ရမလဲတချို့လူရမိဘတွေကမရှိတော့ဘူးပြန်သွားကြပြီ ပြီးတော့ impossible မမီ အေး another people လာပါဒီကိုလာပါရှေးတာအာ တချင်တော့မယ် အမကိုဘာမှကြောက်စရာ
ရမလို့ဘူးဒါ 这去 ကိုမ 哪 ဟုတ်တာမလုပ်နေသေးဘာမှကြောက်เสียမလို့ ကြောက်ပြောထားတာ တိတ်နာအောင်ကြားလားအဲ့လောက်ထိပြေးမနေနဲ့ပြီးချော်လဲခြေတော့တွေဟိုဥစားဖြစ်သွားမယ် 去到高洼没？ မမီဆိုအမောင်မကြောက်ဘူး तू ဖဲတာဩနေတာ तू မဟုတ်တာရတာပြောနေတာ 喂，这去哪趟没？ ဟမ် 这去哪趟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 ？这去哪趟？这 ချင်းနားထောင်ခြင်း customer လာစေချင်တာဟင်